ကမ္ဘာအရှိချမ်းနဲ့အနောက်ချမ်းမှာရှိနေတဲ့ချင်းနဲ့မီဇိုအဆိုတော်20ကျော် cover ပြန်ပြီးတော့တည်ဆိုခဲ့တဲ့တခြင်းတစ်ပုဒ်ဟာ YouTube မှာသတင်းပတ်ပိုင်းအတွင်းမှာပဲကြည့်ရှုသူတသန်းကျော်ခဲ့ပါတယ်မြန်မာနိုင်ငံအတွက်စူးစီးမှုကိုပြသတဲ့တခြင်းဗီဒီယိုဖြစ်တယ်လို့အဆိုတော်တွေနဲ့စီစဉ်သူတွေပြောဆိုတာကိုမဆုမြတ်မုံကလူမှုရှုခင်းအစီအစဉ်ကနေတင်ပြပေးထားပါတယ်ရှင် There comes a time when we hear the sun cold. When the world must come together as one. ကျမတို့မျှော်လင့်ထားတာတော့ဒီမြန်မာပြည်တွင်းပေါ့နော်ကိုဘာလဲကိုအချင်းချင်းအားပေးတဲ့အနေနဲ့အဲ့လိုတီဆိုတဲ့ပုံစံမျိုးပဲinternational မှာလည်းပေါက်စေချင်တယ်ပေါ့အင်္ဂလိပ်လိုဆိုတဲ့ခါကျတော့ဒါဒီပါကလည်းတစင်ဘာလဲအဲ့လိုတစုံတစ်ပြားလေးကြားပြီးတော့ကိုမြန်မာပြည်ရဲ့အခြေအနေကိုတိလာပါစေဆိုတော့ရည်ရွယ်ချက်တော့ပါပါတယ်ဒါပေမဲ့လည်းဒီလောက်အများကြီးပေါ့နော် YouTuber တွေတကယ်ကဘာက YouTuber တွေအများကြီးကနေ reaction ပေးတာကိုမြင်ရတဲ့ခါမှာတရက်ဝါအဲ့လိုဖြစ်နေတာပေါ့နော်တစ်ဖက်မှာလည်းဝမ်းတာတယ်ဘာဖြစ်ဆိုတော့တစ်ဖက်မှာလည်းဝမ်းနေရတဲ့ຢာတစ်ခုလေးလည်းရှိရပေါ့နော်ဘာဖြစ်ဆိုတော့သူတို့ reaction လုပ်တဲ့အချိန်မှာတချို့ဆိုမြန်မာနိုင်ငံကိုမသိရသူတော့ရှိရပေါ့နော်ဆိုမြန်မာနိုင်ငံမှာဒီလိုတွေဖြစ်နေရလားဆိုပြီးတော့သူတို့လုံးဝမသိတဲ့သူတွေလုံးဝ no clue ဖြစ်နေတဲ့သူတွေရှိတဲ့အချိန်မှာဆိုတော့စိတ်မကောင်းဘူးမြန်မာနိုင်ငံတော်တော်လေးကိုမသိရလူတော်တော်များပါလားပေါ့ဒါမဲ့လည်းတစ်ဖက်မှာဝမ်းသာစရာကောင်းတာဒီချင်းလေးအဖြစ်ပေါ့နော်မသိရလူတွေအများကြီးတိလာတယ်ကျမတို့မြန်မာပြည်အတွက်ဒီ awareness အများကြီးဖြစ်တဲ့အရာတော့ကျမတို့အရင်လည်းဝမ်းသာတယ်ဒီချင်းလေးမှာပါဝင်ဒီဆိုရတော့ကိုယ့်ကိုယ်လည်းအရင်ကုန်ယူပါတယ်ဟုတ်ကဲ့ There's a choice we're making. We're saving our own lives. It's true we'll make a better day just you and me American ပြည်ထောင်စု New Zealand နိုင်ငံနဲ့ India နိုင်ငံ Mizoram ပြည်နယ်တို့မှာနေထိုင်နေကြတဲ့ချင်းနဲ့မီဇိုလူမျိုးအဆိုတော်23ယောက်ပါဝင်တည်ဆိုထားကြတဲ့ We Are the World cover တခြင်းဟာ YouTube ပေါ်တင်လိုက်ပြီးသတင်း3ပတ်အတွင်းမှာပဲရှိသူတသန်းကျော်ခဲ့တာပါကမ္ဘာအရှိချမ်းနဲ့နောက်ချမ်းမှာရှိနေကြတဲ့အဆိုတော်တွေစုပေါင်းတည်ဆိုတဲ့တခြင်းအတွက်ချင်းလူမျိုးနဲ့မီဇိုလူမျိုး Music Director 2ယောက်ကတေးသွားအစီအစဉ်တွေကိုလုပ်ပေးခဲ့တာပါအမေရိကကနေဆိုတဲ့အဆိုတော် Genevieve Sweet ကိုယ်တိုင်တော်တော်လေးညှိယူရမယ်ခက်ခဲမယ်လို့ထင်ခဲ့ပေမဲ့အဆင်ပြေခဲ့တယ်လို့ပြောပြပါရတယ်ဒီတချင်ကကျမတို့ဒီUS မှာရှိတဲ့ဆိုတော့တွေပြီး New Zealand ကလည်းတယောက်ပါတယ်ပြီးရင်Mizoram ဘက်ကနေဆိုတော့တွေပါတယ်ဆိုတော့group sound ဆိုတော့တော်တော်လေးတော့ညှိယူရမယ်တော်တော်လေးတော့ခက်ခဲမယ်ပြီးရင်ဒါကmusic ဘယ်လိုပြောမလဲarrangement လုပ်တဲ့သူတကယ်တော်လို့လည်းပါတယ်ပေါ့နော် music director ပေါ့သူတော်လို့လည်းပါတယ်ဆိုတာတော့တယောက်တနေရစီကိုအားတဲ့ချိန်လေးပေါ့နော်ကိုအားတဲ့ချိန်လေးလူပြီးတော့ဆိုကြတယ်ဒါပေမဲ့ဒီ US မှာတော့မှဒီ state တစ်ခုထဲမှာမြို့တစ်ခုထဲမှာနေတဲ့တငယ်ချင်းတွေကြတော့တနေရာမှာစူးစီးဖို့ဆိုတော့တော်တော်လေးတော့ခက်တယ်အချိန်အားလုံးညှိယူပြီးတော့ပေါ့နော်အဲ့လိုပဲဒါမှလည်းတော်လန်ကြီးတော့ဖြစ်တဲ့ခါကျတော့အားလုံးညှိယူပြီးတော့လောက်ဆောင်ကြတာပဲဆိုတော့ဟုတ်ကိုဆိုရမယ့်ဒီတကြောင်ဖတ်လေးနဲ့ဒီတကြောင်လေးကိုပဲပိုင်နိုင်လေ့ကျင့်ပြီးတော့တွင်းနေဒါပေမဲ့တကြောင်လေးပဲဆိုပြီးတော့စတူဒီယိုတွင်းနေချိန်မှာတော်တော်ကြာတယ်အဲ့တကြောင်ကိုပဲလေလားခောက်ပေါင်းများစွာပြန်ဆိုကိုမကြည်မနှက်ချင်းပြန်ဆိုတာပေါ့နော်ဆိုတော့ဗာလေအမှတ်တရလေးတော့ရှိပါတယ်ဒီလိုပဲအခက်ခဲတွေတော့ဘယ်လိုပြောမလဲအချိန်ပေးရတာလေးတစ်ခုပါပဲကျွန်တော်ကတော့အဆင်ပြေပါတယ်တချင်းတွေကပုံမကောင်းမွန်တဲ့ကဘာကြီးဖြစ်အောင်လှုပ်သွားကြမယ်ဆိုတဲ့စာသားရဲ့အတိတ်ပဲကိုအဆိုတော် Genevieve Sweet ကအကြိုက်ဆုံးပဲလို့ပြောပြပါတယ် It's true we'll make a better day just you and me အဲ့ဒါလေးကိုကြိုက်တယ်ဘာဖြစ်ဆိုတော့ကျမတို့ကဒီဘာလဲပိုကောင်းတဲ့နေ့ရက်တွေပိုကောင်းတဲ့ကဘာတွေကျမနဲ့တင်တဲ့ကျမနဲ့ပေါ့နော်လောက်ရမယ်တာဝန်ရှိရပေါ့လောက်ရင်ကောင်းတယ်ဒါမှန်ကန်တယ်ဆိုတော့အရာလေးကိုပေါ့နော်ဒီစာကြောင်းလေးကိုကျမကြိုက်တယ်ဘာဖြစ်ဆိုတော့ဒီနေ့ဒီလိုအခုကျမတို့ဒီဒေါ်လာရေးကာလမှာဆိုရင်အားလုံးကကိုယ်ခံယူချက်နဲ့ကိုဆိုပြီးတော့ရှိကြပါမယ်လေကျမတို့စီမှာ choice ရှိရပေါ့နော်ဒီကျမတို့ရွေးချယ်လိုက်တဲ့အရာကပိုကောင်းတဲ့ကဘာကိုဖြစ်စေလာနိုင်တဲ့အခွင့်အရေးကျမတို့စီမှာကိုပိုင်ရှိကြတယ်အားကြောင့်မို့ကိုယ့်ရဲ့ရွေးချယ်မှုအရင်ရေးကြည့်တယ်တင်းနဲ့ကျမရဲ့ရွေးချယ်မှုနဲ့ကျမတို့ပိုကောင်းတဲ့ကဘာကိုဖန်တီးလို့ရတယ်ဆိုတော့အကြောင်းရင်းနဲ့ကျမဒီစာကြောင်းလေးပြောကြတာဖြစ်ပါတယ်အခုလိုအတိတ်ပဲနဲ့တချင်းဗီဒီယိုကိုရိုက်ကူးထုတ်ဝေဖို့အတွက်ချင်းလုံးချုပ် artist အဖွဲ့ကစီစဉ်ခဲ့တာပါစီစဉ်သူ3ယောက်ထဲကတယောက်ဖြစ်တဲ့ Mizoram မှာနေတဲ့ Dadiu Chair ကပါဝင်သူအဆိုတော်23ယောက်လုံးစိတ်အားထက်တန်ပါဝင်ခဲ့ကြတဲ့အတွက်အဆင်ပြေခဲ့တာဖြစ်တယ်လို့ VOA ကိုပြောပါတယ်ကျမတို့ကဒီချက်ချင်းလေးတွေကမြန်မာပြည်မှာ what is happening in Myanmar ဆိုတာလေးကိုပေါ့နော်ကဘာကိုပြချင်တယ်လို့ပြောတဲ့အခါမှာဒီချက်ချင်းလေးတူဆိုရအောင်ကျမတို့ရွေချက်တွေရှိတာကိုအမှန်ရဲ့ဆိုတော့အဲ့ဒီချက်ချင်းလေးတူဆိုရအောင်လို့သူတို့ကမ်းလှမ်းတဲ့ခါမှာအကုန်လုံးနီးပါးကတကယ်ကိုလှိုက်လဲနဲ့သဘောတူတယ်ပေါ့နော်အဆိုတဲ့ဟာတွေကိုလုပ်တဲ့ခါမှာလည်းအရန်ကြီးခက်ခဲမရှိပဲနဲ့အကုန်လုံးကဒီလိုစီလုံးနဲ့
လှုပ်သွားတာကိုတွေ့ရတယ် ဒီတချင်းထဲမှာပါဝင်ဆိုကြတဲ့အဆိုတော်တွေကဒီကမ္ဘာအရှေ့ချမ်းနဲ့အနောက်ချမ်းမှာရှိနေကြပေမဲ့လည်းဒီချင်းပြည်နယ်အတွက်ဒီမြန်မာနိုင်ငံအတွက်ပေါ့လေသူတို့ရဲ့ဒီစီးလုံးမှုကိုဒီတချင်းကနေပြီးတော့မှပြနိုင်ခဲ့တယ်လို့ပြောလို့ရလားရှင် ဟုတ်ပြောလို့ရတယ်ရှင်100%ပြောလို့ရတယ်ပေါ့နော်သူတို့ရဲ့လိုလားဒီပါဝင်ပေးခြင်းတဲ့စိတ်တွေကိုကြည့်ချင်းအဖြစ်ပေါ့နော် unity ကိုဘယ်လောက်တောင်မှအလေးထားလဲဆိုတာကိုလည်းမြင်ရတယ်ပေါ့နော် အခုလိုပေါ့နော်ဒီချင်းလုံးချုပ်အမှုပညာရှင်တွေဆိုတဲ့ဒီ We Are the World သချင်းက online ပေါ်မှာစထုတ်ပြီးတော့3ဘက်အတွင်းမှာပဲကြီးတဲ့သူတသန်းပြည့်သွားပါတယ်ဆိုတော့အဲ့လောက်ဟိုကြီးသူများမယ်လို့ရောအရင်တည်းကမျှော်လင့်ထားတာရှင် ပထမကျမတို့ပေါ့နော်အရင် season ကလေးอ่ะပေါ့နော်ကျမတို့3ခုရည်ရွယ်ထားတယ်ပေါ့နော်နံပါတ်1ကကြတော့ဒီမြန်မာပြည်မှာဘာဖြစ်နေလဲဆိုတာကိုလူဒီကဘာကြီးကို awareness ပေးခြင်းနဲ့နံပါတ်2ကကျမတို့ဒီ Chinlung Chwak artist ဆိုတာကဒီနာမည်ကိုပေးရတဲ့ရည်ရွယ်ချက်ရှိတယ်ဒီ Chinlung Chwak ဆိုတာကျမတို့ကြောက်တစ်ခုတည်းကနေထွက်လာကြောက်အကြီးကြီးထဲကနေတစ်ခုကနေထွက်လာတဲ့ဒီလူမျိုးတစ်စုဖြစ်တယ်ဆိုတာကိုကျမတို့ကိုယ်တိုင်ကလည်းအရင်ကမသိဘူးအခုနောက်ပိုင်းမှသိတာဆိုတော့ဒီအဲ့ဒါလေးတွေကိုလည်းအချင်းချင်းကြားထဲမှာဒီသိစေချင်တယ်နံပါတ်3ကဒီတော်လှန်ရေးအတွက်ဒီဒီမိုကရေစီမြန်မာနိုင်ငံဒီမိုကရေစီပြန်ရဖို့အတွက်ဒီနီလန်ပေါင်းမျိုးစုံပါဝင်နေတဲ့သူရှိတယ်ပြင်ဒီတချင်းအဖြစ်ရလာတဲ့အကျိုးများအလုံးကိုဒီညွေဦးတော်လှန်ရေးအတွက်ဒီကဟိုလိုအပ်တဲ့နေရာမှာထောက်ပံ့ပေးမယ်ဆိုတော့ရည်ရွယ်ချက်3ခုနဲ့ဒီဟာကိုစလာတာပေါ့အမရဲ့စဉ်းစားကြည့်လိုက်နံပါတ်1က music ပေါ့နော်ကဘာဒီ international language ဖြစ်တဲ့ music ပေါ့နော်ပြီးတော့နံပါတ်2က humanitarian ပေါ့နော်လူသားချင်းစာနာစိတ်ပြီးတော့နံပါတ်3က political ဒီ3ခုပေါင်းမှတော့ဒီလူတွေရဲ့စိတ်ကိုဘယ်လိုပြောမလဲမလွှမ်းမိုးနိုင်ဘူးဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ကျမတို့လည်းငကိုကလေးကတော့ယုံကြည်ထားတယ်ကိုဟိုအဲ့လိုအထင်ကြီးပြီးတော့ဒါဖြစ်ရမယ်ဘာညာအဲ့လိုတော့မဟုတ်ဘူးဒါပေမဲ့ဒီ unity ပေါ့နော် unity through music ကတကယ်ကိုအလုပ်လုပ်နိုင်မယ်ဆိုတာတော့နှလုံးသားထဲကနေလေးလေးနက်နက်ရော We share one goal, one mission. Freedom is like religion. Peace is our biggest weapon. We can't stop it till it's finished. အခုချင်းနဲ့မီဇိုအဆိုတော်တွေပြန်လည်တည်ဆိုထားကြတဲ့ We Are the World မူလတခြင်းကတော့အာဖရိကအငတ်ပေးရန်ပုံငွေအတွက်အဆိုတော် Michael Jackson နဲ့ Lionel Richie တို့1985ခုနှစ်တုန်းကရေးသားထုတ်ဝေခဲ့ကြတဲ့တခြင်းဖြစ်ပါတယ်။အဲ့ဒီတုန်းကတခြင်းခွေပေါင်း30ကျော်ရောက်ခဲ့ရပါတယ်။အခုချင်းလုံးချုပ်အမှုပညာရှင်တွေကလည်းမြန်မာနိုင်ငံမှာလိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့အတွက် We Are the World တခြင်းကို cover ပြန်ဆိုခဲ့ကြတာပါ။ဒီသချင်းစထုတ်ခဲ့ပြီးချိန်တည်းက online ပေါ်မှာကြည့်ရှုသူတွေမျှဝေသူတွေတနေ့နဲ့တနေ့တိုးနေတာမို့မြန်မာနိုင်ငံအတွက်နောက်ထပ်အစီအစဉ်တွေလုပ်ဖို့အားတက်စရာဖြစ်တယ်လို့ဒီသချင်းဗီဒီယိုဖြစ်များအောင်လုပ်ခဲ့ကြသူတွေကပြောပါတယ်ရှင်။ကျွန်မစုမြတ်ပါပါ